ကျွန်တော်တို့ကအမှုပညာနဲ့ပတ်သက်ပြီးတော့ရတက်နေကျွန်တော်တို့ကလော်နေရတာပေါ့နော်ပြင်စည်းသွားလဲထွေထူးဘာမှမရှိဘူးလေနော်ကျွန်တော်တို့တဖြည်းဖြည်းဟိုဘယ်လိုခေါ်လဲဘေးကိုရောက်နေတယ်လို့တော့ခံစားရတယ်ကျွန်တော်တို့ဒီဇက်ကမှပါပြီဆိုရင်ကိုတိုးဆောင်အဟောင်းတွေဘယ်သူပါမလဲကြည့်ရတယ်ပါတယ်ဆိုရင်ဘာဖြစ်ရှေ့အောင်နောက်ဖြစ်ကလေးပြောရတယ်မပါအောင်ဆိုကိုတယောက်တည်းထီထီကိုလူသစ်လို့ဖြစ်နေတာပေါ့အဲ့မှာဒီကြားထဲမှာအခုရုပ်ရှင်ကဟိုရိုက်တော့ရိုက်နေကြတယ်ဘလူတွေရိုက်နေတယ်တော့မသိဘူးနော်အဲ့ထက်မှကျွန်တော်တို့အဖေတို့အမေတို့ကစားကျင်တာစားလို့ရပြီသွေးလည်းမတိုးတော့ဘူးစီဂျိုလည်းမတက်တော့ဘူးမလေးနှလုံးရောဂါလည်းမဖြစ်တော့ဘူးတော့နှလုံးရောဂါမဖြစ်တော့ပတ်စံလည်းမကုန်တော့ဘူးအဲ့ဒါဘာကြောင့်လဲဆိုတော့ဖိုးစော်ကညွဆေးဆောင်လို့ပေါ့အနုပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အခုကျွန်တော်အနုပညာသမားဆိုတော့လေဟိုကျွန်တော်ရုပ်ရှင်လဲဟိုကျွန်တော်တို့မရရဘူးပေါ့နော်မရရတော့အခုစိတ်မှာကျွန်တော်တို့ကအနုပညာနဲ့ပတ်သက်ပြီးတော့ရတက်နေကျွန်တော်တို့ကလော်နေရတာပေါ့နော်ပြင်စည်းသွားလဲထွေထူးဘာမှမရှိဘူးလေနော်ဒါတရားဝင်ဆိုရင်အပြင်အိမ်ချမ်းကြီးလေးနဲ့ဟလာအယောင်းဝယ်လေးနဲ့အဲ့ဒါနဲ့ကျွန်တော်တို့တာဝန်အခါရက်တည်နေတယ်ကျွန်တော်တို့အခုလောလောဆယ်ကဘားတွေမှာတချင်းတွေဆိုနေရတယ်ဘားဆိုတာကျွန်တော်တို့အခုမန္တလေးဘားဆိုရင်ကျွန်တော်တို့တနင်္ဂနွေအပတ်တိုင်းတာဘာမြောက်ကဝင်ရတယ်တာဘာမြောက်ဝင်ရတယ်မနေ့ကဆိုရင်ကျွန်တော်တို့ကိုမှာအဲ့လိုဆိုပါမှာနော်အဲ့တော့ကျွန်တော်တို့တာဘာမြောက်ကလောလောဆယ်တချင်းလေးတွေနဲ့ဒီလိုပဲနှိမ့်ဆက်ဆိုနေရတယ်ပေါ့နော်အခုစားရုပ်ရှင်ကကျွန်တော်တို့ကိုအရင်တည်းကသူ group နဲ့သူရှိတယ်သူ group နဲ့သူ partner နဲ့သူရှိတယ်ဆိုတော့တဖြည်းဖြည်းနဲ့နောက်ကျွန်တော်ကလည်းတဖြည်းဖြည်းနဲ့အသက်ရလာပြီဆိုတော့နော်ကျွန်တော်တို့ကိုဘယ်လိုခေါ်မလဲဒီ group တွေမှာကျွန်တော်တို့ကပါအောင်ဖြစ်တော့ပါနော်ကျွန်တော်တို့တဖြည်းဖြည်းဟိုဘယ်လိုခေါ်မလဲဘေးကိုရောက်နေတယ်လို့တော့ခံစားရတယ်ဒါပေမဲ့ကျွန်တော်တို့ဟာလည်းကျွန်တော်တို့ကအလုပ်ပြန်သမားဖြစ်တဲ့အတွက်ဒီဘက်မှာအဆင်မပြေတော့ဟိုဘက်ကနေတော့ဟလာဖျားပေးရစုပဲလေနော်ဒီဘက်ကတချင်းဆိုဖို့လာဟိုကမ်းလှမ်းတဲ့အတွက်ကျွန်တော်တို့ကဒီဘက်တိုင်းကိုတချင်းကိုဆိုနေရတဲ့အတွက်ကျွန်တော်မိသားစုစားဝင်နေဒါအဆင်ပြေအောင်ရုန်းကန်နေရတယ်ပေါ့နော်ရုပ်ရှင်လောကကြီးကကျွန်တော်တို့မှာအားငယ်စိတ်တွေဖြစ်တာပေါ့နော်အခုရုပ်ရှင်ဒီအဖွဲ့အစည်းဟလာဥမာဒီဒရိုက်တာနဲ့ဒီအုပ်စုတွေသူတို့ရိုက်တယ်ဆိုရင်သူတို့အသစ်ကလေးတွေဒါမင်းသားမင်းသမီးကလေးလည်းအသစ်ကလေးဖြစ်တယ်တချို့ကျွန်တော်တို့မသိတာလည်းရှိတယ်ဆိုတော့ကိုတေးဆောင်အဟောင်းတွေကိုတွေ့ဖို့ကတော်တော်ခဲနေတယ်ပါနော်ကျွန်တော်တို့ဒီဇက်ကမှပါပြီဆိုရင်ကိုတေးဆောင်အဟောင်းတွေဘယ်သူပါမလဲကြည့်ရတယ်ပါတယ်ဆိုရင်ဘာဖြစ်ရှေ့အောင်နောက်ဖြစ်ကလေးပြောရတယ်မပါအောင်ဆိုကိုတယောက်တည်းထီထီကိုလူသစ်လို့ဖြစ်နေတာပေါ့အဲ့မှာဒီကြားထဲမှာအခုရုပ်ရှင်ကဟိုရိုက်တော့ရိုက်နေကြတယ်ဘလူတွေရိုက်နေတယ်တော့မသိဘူးနော်အဲ့ထက်မှကျွန်တော်တို့မပါတော့ကျွန်တော်တို့ဘာဖြစ်ကြာလာတော့လည်းနည်းနည်းတော့နေတက်သွားတယ်နေတက်သွားပြီးတော့ဒီလိုပြုတ်ဆောင်ဘိုင်းမှာအဆင်မပြေတော့ကျွန်တော်တို့အပြင်အလုပ်တွေလိုက်လုပ်ရတယ်အပြင်စီးပွားရေးလိုက်လုပ်ရတယ်ဒါကြုံရကြပါလိမ့်ပေါ့နော်အကုန်လုံးအမျိုးမျိုးကျွန်တော်လုပ်ခဲ့ရတယ်ဟုတ်ဘာဖြစ်ဒီတချင်းနယ်ပယ်ကနေပြီးတော့မှကျွန်တော်တို့ကမ်းလာတဲ့အတွက်ကျွန်တော်တို့ကတော်တော်အဆင်ပြေပါတယ်ဟုတ်ကဲ့ကယ်ရီပေးပွဲတွေမှာလည်းတိတ်မတွေ့ရကယ်ရီပေးပွဲတော့သူတို့ကတော့ဟိုတက်မလားတော့မေးပါမယ်ကျွန်တော်တို့ကဟိုမတက်နိုင်ဘူးဆိုတာကသူတို့တက်မလားမေးတာလေကျွန်တော်တို့နေဖို့စားဖို့ဈေးတွေရှိရတယ်လေဟုတ်လားဟိုကျွန်တော်တို့ပြင်ဦးတွေမှာနေတယ်ဒီနေပြီးတော့လာဖို့ဆိုဈေးနောက်ဟိုတယ်ဈေးဟုတ်လားနောက်ကျွန်တော်တို့အဝတ်စားကျွန်တော်တို့စပွန်ဆာဆိုတာမရှိဘူးလေဟုတ်လားအဲ့တော့သူများယူတာကြီးကိုကျွန်တော်တို့ကဟိုလက်ခုပ်တီးပြီးတော့ပိုးစိနောက်မှအကျွေးတွေပတ်ချလဲနေကိုပြန်သွားမယ်ဘွားကြီးဟိုအဲ့လိုဖြစ်နေတာအဲ့တော့ဒါလေးကတော့ကိုမိသားစုပွဲပါအမှန်ကတော့တက်ရမှာပေါ့တက်ချင်တာပေါ့ဟုတ်လားသူများတက်ချင်ကိုလည်းတက်ချင်တယ်ဟုတ်လားဘာဖြစ်အပေါင်းအသင်းမိတ်ဆွေကိုအမှုပညာရှင်တွေကိုယ့်ရဲ့ပိတ်သက်တွေကကိုဦးကိုဟုတ်လားအခုတော့မှသားတော်ဦးလေးကိုမတွေ့ရလို့မေးတယ်မလားတချို့ပိတ်သက်လည်းတွေ့ချင်မှာပေါ့ကိုဦးဒီဘယ်တော့ဘာလို့မတက်တာလဲမမြင်ရတာလဲဒီလိုတွေရှိမှာပဲဦးလေးလည်းတက်ချင်တာပေါ့ဟုတ်လားဒါအဓိကပတ်စံပဲဟုတ်လားအဲ့တော့ကျွန်တော်ကပတ်စံအဲ့ဟာ
တက်နိုင်လို့မတရားခြင်းဖြစ်တယ်အဲ့လိုတော့ဖြစ်တော့ဗောလေဘလို့ခေါ်မလဲအဲ့ရနေအိမ်ရနေကြည့်ပြီးတော့မှသိမလားဘသူကတော့ရတဲ့နဲ့ဘသူကတော့မရသေးဘူးဒီလိုလေးတော့ဝေဖန်တော့ဗောလေနော်ဒါမျိုးတွေပါ ဒီနေ့ကစိတ်တိုင်းကြလား ဒီနှစ်ကတော့စိတ်တိုင်းကြပါတယ်စိတ်တိုင်းကြပါတယ်စိတ်တိုင်းကြရဆိုတာဟိုနည်းနည်းလေးတော့ရှိတာပေါ့နေမျိုးရတာလဲကြိုက်တယ်သဘောကျတယ်ဗျဒီပုံကောလဲတော်တဲ့ပုံကောလေနောက်ကိုဇော်ဝင်းနိုင်လို့ဆိုလဲအမေကအရန်တော်တဲ့ပုံကောသူ့လည်းရစေချင်